floating တက်အကြောင်းပြောပြမယ်ဒီနေ့ Premiere Pro ထဲမှာလေထဲမှာစလုံးလေးတွေရွေ့နေတဲ့ပုံစံ floating တက်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တိုင်းလိုင်းထဲမှာတပ်ပုံလေးတစ်ပုံထည့်ထားတယ်အဲ့ဒီတပ်ပုံကိုနောက်ခံအနေနဲ့ထားပြီးတော့မှသူ့ပေါ်မှာစာရေးမှာပဲဖြစ်ပါတယ်တိုက်တူးလေးခေါ်လိုက်မယ် command T အလဲလေးညှိလိုက်မယ် selection tool လေးပြန်ယူလိုက်မယ်အလဲညှိမယ်စာရေးပြီးသွားပြီအဲ့ဒီဟာကို effect ထည့်မှာပဲဖြစ်ပါတယ် effect ထည့်ဖို့အတွက် effect control ကိုသွားမယ် motion အောက်က position ဆိုတာလေးကိုတွန်ကဲ animation လေးဖွင့်ပေးလိုက်ပြီးရင်ဒီ motion ဆိုတာလေးကို select လေးပေးလိုက်ဒါဆိုရင်သူက anchor point လေးဒီမှာရှိတယ်အဲ anchor point လေးကိုနေရာလေးတွေလိုက်ပြီးတော့ရွှေ့ပေးမှာပဲဖြစ်တယ် play hug လေးနည်းနည်းရွှေ့မယ် play hug လေးနည်းနည်းထပ်ရွှေ့မယ် play hug လေးနည်းနည်းထပ်ရွှေ့မယ်ဒီလောက်ရပြီဆိုရင်ဒီရဲ့ key frame တွေအကုန်လုံးကို all select လေးပေးလိုက်ပါပြီးရင် control C ယူလိုက်ဒီ play hug လေးကိုနည်းနည်းရွှေ့မယ်အဲ့ထက်မှာပဲ control V ပြန်ချလိုက်ထပ်ပြီးတော့ all select ယူမယ် control C ယူမယ်ဒီနောက်ဆုံးသားလေးကိုရွှေ့မယ် control V ချလိုက်မယ်ပြီးရင်သူ့ကို all select လေးပေးလိုက်မယ် control A ပြီးရင်အဲ့ဒီရဲ့ key frame လေးပေါ်ကို right click လေးထောက်လိုက်ပြီးရင်ဒီစာတန်းလေးရဲ့မြားပေးနားလေးကပစီယာဆိုတာကိုနှိပ်ပေးလိုက်ရပြီတစ်ချက်ကြည့်ကြည့်အောင် floating တက် effect လောက်တာတော့ဒါပါပဲနောက်နေ့တွေမှာလည်းဘယ်လိုသင်ခန်းစာတွေဆက်ပြီးတော့ပြောပြပေးဦးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးကျေးဇူးတင်ပါတယ်